မင်းဆောင်တွေကဘာလို့စီလုံးလဲဆိုတော့ဆလင်းမင်းဆောင်တွေကတယောက်တယောက်ချစ်တတ်တယ်တန်ရုံးစင်ကြီးတတ်တယ်တယောက်ဘာလိုအပ်လဲဟိုလိုအပ်တဲ့ဟာကိုမဖိနိုင်ဘူးလိုအပ်တာကိုဖြည့်ဆည်းပေးမယ်ဆိုတော့သူတို့မှာအတွေ့အရှိပြီးသားတယောက်တယောက်တော့စီလုံးနဲ့ချစ်ခင်တယ်အမေတော်ကျေးဇူးတင်တယ်ဆလင်းမင်းဆောင်မှာမူးရတက်မို့လို့ကျေးဇူးတင်ပါတယ်အမေဟုတ်မူသားတွေတုံတုံပြီးတော့ဗျာချစ်တဲ့စကားဆိုတာဟာလေစားညာအချစ်တူထုံးလောက်ကအသေးကွဲတဲ့ပြင်မှာကျွန်တော်ချောင်းလေးရဲ့တက်တန်းမှာသူတက်လာတဲ့အချိန်ဝါကြီးကတအားကြောက်ဖို့ကောင်းတယ်သူရဲ့အချိန်ဝါကြောက်ပဲသူကသူနဲ့ပေါင်းခဲ့တဲ့အပေါင်းအသင်းတွေသူနဲ့တီးခဲ့တဲ့လူတွေပေါ့နော်အကုန်လုံးသူကအကုန်လုံးလိုချင်တဲ့ဆန္ဒတွေကိုလည်းသူ့ဘက်ကတက်နိုင်သူအကုန်လုံးလှုပ်ပေးပါတယ်ဟုတ်သူလူလာကြည့်ထိုင်အောင်ကြောကြပါတယ်ဒါကျွန်တော်ရဲ့အိမ်မက်ပါပဲချင်းလေးကတော့ဒါလူပြိုကြီးဆိုတဲ့တချင်းလေးပါပဲဟုတ်ကဲ့ပါဒါပထမဆုံးလိုက်လေဒါငယ်ငယ်တည်းကအိမ်မက်မခဲ့ဘူးတဲ့ type ကလေးပေါ့အခုကတော့ဒါကိုအရေးချင်းတော့မဖြစ်ပါဘူးဒါကျွန်တော်ရဲ့ဒါညီကိုလိုတငယ်ချင်းလို့ပေါ့ဒါမူပင်အင်ချမ်းမြေကျိုးဆောင်ကိုထွတ်မြတ်ကိုအခုကတော့ဒါကွီးနေတူနိုင်ဖြစ်သွားပြီပေါ့မူပင်နေတူနိုင်ဖြစ်သွားပြီဒါသူကရင်ကျွန်တော်ဒါဒီတချင်းလေးကိုလုပ်ပေးတာပါဟုတ်အစားဆုံးပေါ့အစားဆုံးသူတာဝန်ယူပြီးလုပ်ပေးတာပါနောက်ထပ်ကိုလည်းသူထပ်ပြီးတော့လုပ်ဝင်မဲ့ဟာတွေလည်းအများကြီးရှိပါသေးတယ်ဘုံသားရာဆိုတာထက်ဘယ်လိုပြောပြမလဲသူ့လူလာကြည့်ထိုင်အောင်ကြောကြပါတယ်ဒါကျွန်တော်ရဲ့အိမ်မက်ပါပဲဒါငယ်ငယ်လေးကဖြစ်ချင်လာခဲ့တဲ့ဟာတွေကိုဒါသူကအခုကောင်းတယ်ပေါ်ပြီးတော့ဒါသူ့အနေနဲ့ကကျွန်တော်သူပံ့ပိုးပြီးလို့ရတယ်ကူညီပြီးလို့ရတယ်တင်းကို10နဲ့ချီကြနဲ့ချီချပြီးလို့ရတယ်ဒါပေမဲ့ကျွန်တော်အဲ့မျှော်လင့်ချက်လည်းမလို့ချင်ဘူးဒါပေမဲ့သူကျွန်တော်ဖြစ်ချင်တဲ့ဟာကိုသူလုပ်ပြီးတဲ့တကူလေဒါကျွန်တော်တယောက်တည်းနေမဟုတ်ဘူးကျွန်တော်မိသားစုအကုန်လုံးပါအကုန်လုံးဝင်းသားကြပါတယ်ဟုတ်အားကြတာတော့အတိုင်းနဲ့လုံးပဲတော်တော်အားကြတယ်တခုလုံးမဲ့ဆိုရင်တော့မှမူဝီနေလူနိုင်အောင်ကြည့်ဆိုတဲ့စိုင်ပုံလေးနဲ့ပဲသွားရတာပေါ့ဒါသူဆိုရင်ဒါငကိုတော့ဆိုတာကျွန်တော်နဲ့ဟိုဘွားတူတွေပဲပေါ့ဒါအခုဆိုရင်သူနဲ့ကျွန်တော်ကွဲလာဆို6နှစ်လောက်ဖြစ်နေပြီအဲ6နှစ်ရဲ့တက်တန်းမှာသူတက်လာတဲ့အချိန်ဝါကြီးကတအားကြောက်ဖို့ကောင်းတယ်သူရဲ့အချိန်ဝါကြောက်ပဲသူကသူနဲ့ပေါင်းခဲ့တဲ့အပေါင်းအသင်းတွေသူနဲ့တီးခဲ့တဲ့လူတွေပေါ့နော်အကုန်လုံးသူကအကုန်လုံးလိုချင်တဲ့ဆန္ဒတွေကိုလည်းသူ့ဘက်ကတက်နိုင်သူအကုန်လုံးလှုပ်ပေးပါတယ်ဟုတ်ယူသွခဲ့တာတော့တော်တော်ယူသွခဲ့တာငယ်တွေကဒါအခုဇက်သမားတွေဆိုင်းသမားတွေလာပြီဆိုရင်တို့တော့အနောက်ကရှောက်လိုက်တယ်အထုပ်ဖို့တဲတယ်အဲ့လောက်ထိအောင်ယူသွခဲ့တယ်ပြီးတော့လေဟိုဒီလောက်ကတွေကိုရောက်လာခဲ့တယ်ပေါ့ရောက်လာခဲ့တော့လေတောက်လျှောက်ကြီးပေါ့ကိုဘက်ကတော့ဘလောက်ပဲပေးစက်ကမအောင်မြင်ခဲ့ဘူးပေါ့အခုတော့စာတေးဆိုတဲ့တေးဂီတာလေးနဲ့ပဲကျွန်တော်ဆက်ပြီးတော့တော်တော်များများလဲလူသိများနေပြီပေါ့နော်ဒါကလည်းမူဝီနေတူနိုင်ရဲ့ကျေးဇူးတွေလည်းအများကြီးပါတယ်ပေါ့သူကအရင်စပြီးတော့ပွဲလေးငှားပေးခဲ့တာအဲ့ရရင်ထောက်လျှောက်ပွဲကိုမနာတမ်းထွက်ကြတယ်ပေါ့ဟုတ်လူမျိုးကြီးကတော့ဒါကျွန်တော်တို့ဒါကိုအောင်ခန့်ပိုင်မတီးအောင်ဟာပေါ့နော်သူရေးပေးတယ်လူမျိုးကြီးဒီတချင်းလေးကိုတော့ supporting ပေးတာတော့ဒါကျွန်တော်ညီတငယ်ချင်းပေါ့ကွီးနေထူနိုင်သူက supporting ပေးရတာတချင်းလေးကတော့ခက်ဆန်းဆန်းလေးပါတစ်တော့လဲဆောက်လို့အများကြီးရပါတယ်အခုသူကဟိုလူမျိုးကြီးတွေအတွက်လဲပါတယ်ဒါကျွန်တော်ဒါဆလီမင်းဆောင် AR သားတွေအတွက်လဲပါတယ်ဟုတ်တချင်းလေးက2မျိုးလေးခွဲပြီးရေးပေးတာပါဟုတ်ဟုတ်တယ်အဲ့ဒါကတော့ဒါကျွန်တော်တို့ဒါပြောမှဆိုရင်တော့ကျွန်တော်ဆရာကြီးပေါ့မူမီကွင်းနေထူနိုင်စလိုက်တာပေါ့ဆလီမင်းဆောင်လေးဒါအခုသူဆိုရင်သူတချင်းလေးတော်ပေါက်ပါတယ်ဒါပေမဲ့တော်တော်ပေါက်တယ်တော်တော်လဲလူသိများကြတယ်ကလေးတွေပတ်စံမှာစနေထူနိုင်ကွင်းနေထူနိုင်ဆိုတာတော့အမြဲတမ်းရှိပါတယ်ဟုတ်ဆလီမင်းဆောင်တွေကဘာလို့စီလုံးလဲဆိုတော့ဆလီမင်းဆောင်တွေကတယောက်ချစ်တတ်တယ်တန်ရုံးစင်ကြီးတတ်တယ်တယောက်ဘာလိုအပ်လဲဟိုလိုအပ်တဲ့ဟာကိုမဖိနိုင်ဘူးလိုအပ်တာကိုဖြည့်ဆည်းပေးမယ်ဆိုတော့သူတို့မှာအတွေ့အရှိပြီးသားတယောက်တော့စီလုံးနဲ့ချစ်ခင်တယ်လူမျိုးစစ်ပါရေမရောသေးပါမယုံရင်တော့ပြေးစမ်းချစ်ကြည့်ပါခင်ဗျာကျွန်တော်တဲ့လုံးဟာအပြူတယ်လေးမို့ပါအလိမ်ညာမူရများတဲ့အချစ်မလို့ပါအမေတော်ကျေးဇူးတင်တယ်ဆလင်းမင်းဆောင်မှာမူရတက်မို့လို့ကျေးဇူးတင်ပါတယ်အမေဟုတ်အခုကြည့်ရင်လည်းဒါကျွန်တော်ဆလင်းမင်းဆောင်အေယာဝီသားတွေတော့ပေါ့နော်အမြဲတမ်းလည်းအားပေးလို့ရပါတယ်အမြဲတမ်းလည်းဆက်သွယ်လို့ရတယ်နောက်ပြီးတော့ဟိုဘယ်လိုပြောရမလဲအမြဲတမ်းလည်းစူးစမ်းရင်ဘာမှဆိုဖြစ်နိုင်တယ်ဟိုအိမ်မက်ဆိုတော့လူတိုင်းတော့ရှိကြတာပေါ့နော်ဒါပေမဲ့ကိုယ့်အိမ်မက်အကောင့်တိုင်းမပေါ်ရင်မဲ့လေဒါပေမဲ့အိမ်မက်ကတစ်ချိန်တိုင်းကြာရင်
အိမ်မက်ကတကယ်အိမ်မက်ဖြစ်လာမှာပါလို့